တော့ကျွန်တော်ရဲ့တောင်သူဦးစီးများအတွက်ကျွန်တော်တို့ပေါက်ပြအသုံးပြုပုံပြုနည်းပေါ့နော်ကျွန်တော်တို့အိမ်တွင်းဗဟုသုတဗီဒီယိုလေးဖြစ်ပါတယ်ဒီဗီဒီယိုလေးရဆိုရင်တော့ကျွန်တော်အတွက်လည်းသုံးဝင်လို့အခုကြည့်နေတဲ့မိတ်ဆွေအတွက်လည်းပေါက်ပြတို့ဓာတ်တို့နဲ့မကင်းနိုင်ဘူးဆိုရင်အသုံးဝင်မယ်ထင်ပါတယ်စရေးကိုင်ကုမ္ပဏီစရေးကိုင်နေတော့ကျွန်တော်တို့ဟိုကစရေးကိုင်နေတော့မလုံဘူးပေါ့နော်။ဘာဖြစ်လို့မလုံလဲဆိုတော့သူတို့ဘောပင်နဲ့လှုပ်တာဟုတ်။ဒါတော့ဘောသမားလေးအတွက်ပေါက်ပြားကိုသူ့အယိုးနဲ့ဒီဘယ်လိုပြောမလဲဆိုတော့ဘယ်လိုအသုံးပြုပုံပြုနည်းကိုဘုသူတာဗီဒီယိုလေးပါဒါမျိုးကကျွန်တော်တို့ဝရင်းဆရာကိုလောက်ခိုင်းလိုက်လို့ရှိရင်ကျွန်တော်တို့အတွက်အဆင်ပြေတယ်ပေါ့နော်အဲကြောင့်ပြောပညာဆိုတာယူတဲ့ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေရတယ်အများအားဖြင့်ကတော့ဘိုးတူရရတဲ့ဗီဒီယိုတွေပါအဲ့လိုဘိုးတူရရလျက်ဗီဒီယိုတွေကိုတင်ဆက်ပေးတဲ့အကောင့်ကလေးကိုလည်းဝိုင်းဝန်းကူညီကြပါအောင်လို့ကျွန်တော်ရဲ့အကောင့်ဒီဘယ်လိုပြောမလဲလူတွေအတွက်စိုးကျိုးဖြစ်စေတတ်တဲ့အရာတွေကိုတော့ကျွန်တော်တွဲပြီးတော့ကျွန်တော်မပြပါဘူးဒါပါလေဒါသက်ကိုင်းနေပါလေဖြတ်တဲ့လွှာတဲ့ပေါက်ပြားတစ်မျိုးလေးကနေကော်ဖြစ်လဲသုံးလို့ရတယ်နောက်တစ်ခုကပါနောက်တစ်မျိုးကပါလဲပေါက်ပြားအဖြစ်လဲအသုံးပြုလို့ရတယ်ပေါ့ဒါဘဟုတုတပေါ့တစ်မျိုးတည်းနဲ့နှစ်မျိုးဝယ်ရမလို့တော့သူ့ရဲ့ပုံသဏ္ဍာန်ပေါ့အဲ့ဒါကော်ဖြစ်လဲထပ်ပြောင်းလို့ရတယ်ကော်ဖြစ်မပြောင်းတော့ခုနအဲ့ဒီမှာတစ်မျိုးတည်းနဲ့သုံးမျိုးသုံးလို့ရတယ်ဆိုတော့ဘဟုတုတဗီဒီယိုလေးပါမိုက်တယ်နော်ကိုပဲ share ပဲဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုကြည့်ရှုပြီးတော့တူရီယာရှိသေးတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်